ညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဘောလုံးလောကမှာအသင်းချင်းချင်းပြိုင်ဆိုင်မှုပြင်းထန်ကြတာတွေအသင်းဖန်ချင်းချင်းလေတိုက်ကြတာတွေအသင်းဖန်ချင်းချင်းသူ့ရဲ့အသင်းကတခြားအသင်းထက်ပိုကောင်းတယ်ဆိုပြီးတော့စကားစစ်ထိုးတဲ့အရာတွေအားလုံးကဘောလုံးလောကရဲ့တဘာဝဖြစ်စဉ်တွေပဲလို့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေအနေနဲ့ဘလောက်ပဲပြိုင်ဆိုင်မှုတွေပြင်းထန်နေပါစေကျွန်တော်တို့ရဲ့ပြိုင်ဘက်အသင်းအနေနဲ့အောင်မြင်မှုဒါမှမဟုတ်ရင်ဖလားရရှိသွားတဲ့အခါကျရင်သူတို့ရဲ့အောင်မြင်မှုကိုအတိအမှတ်ပြုတဲ့အနေနဲ့ကျွန်တော်တို့တွေကရင်ဘတ်တွေကနေလက်ခုပ်တီးပြီးတော့ဂုဏ်ပြုရမယ်လို့ကျွန်တော်ထင်ပါတယ်ဒါမှလည်းကျွန်တော်တို့တွေကလူသားဆန်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ Manchester United fan တယောက်ဖြစ်တယ်ဆိုပေမဲ့2025-2026 ခုနှစ်မှာပရီးမီးယားလိဖလားကိုရရှိသွားတဲ့ချန်ပီယံအာဆင်နယ်အသင်းနဲ့တကွအာဆင်နယ်အသင်းရဲ့ကစားသမားတွေအာဆင်နယ်အသင်းရဲ့ဖန်တွေအားလုံးကိုကျွန်တော်အနေနဲ့လက်ခုပ်တီးပြီးတော့ကျွန်တော်ဂုဏ်ပြုချင်ပါတယ်ဒီဖလားကိုရရှိခဲ့တာကအာဆင်နယ်ကစားသမားတွေပဲကောင်းလို့မဟုတ်ဘဲနဲ့အာဆင်နယ်ဖန်တွေရဲ့ဂန်းနာစိတ်တဲ့အပြည့်နဲ့အဆက်မပြတ်အားပေးတဲ့အတွက်ကြောင့်မို့လို့လေဒီဖလားကိုပိုင်ဆိုင်ခဲ့တယ်လို့ကျွန်တော်မြင်ပါတယ်နှစ်ပေါင်း22နှစ်ကြာမှရရှိခဲ့တဲ့ဖလားဖြစ်ပေမဲ့ဒီဖလားကလည်းအရေးအချင်းရှိလို့အာဆင်နယ်အသင်းအနေနဲ့စုခူရရှိတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်အနေနဲ့အာဆင်နယ်ကစားသမားတွေနဲ့အာဆင်နယ်ပရိသတ်ညီကိုတွေအားလုံးကိုကျွန်တော်လက်ခုပ်တီးပြီးတော့ကျွန်တော်ဂုဏ်ပြုပါတယ်ညီကိုတို့နဲ့ဒီဖလားကလုံးဝကိုထိုက်တန်လို့ဒီနှစ်မှာရရှိသွားတာလို့ကျွန်တော်ပြောချင်ပါတယ်နောက်ရာဒီမှာလည်းကျွန်တော်တို့အသင်းနဲ့ညီကိုတို့ရဲ့အသင်းပြိုင်ဆိုင်မှုတွေပြင်းထန်စွာတွေ့ဆုံချင်ပါသေးတယ်အားလုံးပဲကျေးဇူးတင်ပါတယ်